တခါတလေမှာကင်မရာတွေဟာကျွန်တော်တို့မထင်မှတ်ထားတဲ့အရာတွေကိုဖမ်းယူမိတတ်ပါတယ်အခုပြမဲ့ဗီဒီယိုတွေကတော့ချက်ညက်ကလုပ်ထားတာမဟုတ်ပဲတကယ် dash နဲ့ CCTV ထဲမှာတကယ်တင်ကြံခဲ့တဲ့ဖြစ်ရပ်တွေပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ရုရှားနိုင်ငံမှာဖြစ်ခဲ့တဲ့ Chelyabinsk မီဒီယာပါ2013လုံးကကောင်းကင်ပေါ်ကနေဥက္ကာခဲကြီးတစ်လုံးအရှိန်ပြင်းပြင်းနဲ့ကျလာတာကိုကားမောင်းနေတဲ့လူပေါင်းများစွာရဲ့ dash မှာအစစ်အမှန်ရိုက်ကူးမိခဲ့တာပါဒါဟာရုပ်ရှင်တွေကအခန်းတစ်ခုလို့တကယ်ကိုကြောက်စရာကောင်းခဲ့ပါတယ်ဒုတိယတစ်ခုကတော့ဂျပန်မှာဖြစ်ခဲ့တဲ့ဒီဆူနာမီဗီဒီယိုတွေပါ2011တုန်းကပင်လယ်ရေလိုင်းတွေမြို့ထဲကိုဝင်လာတာကိုအမြင့်ပေါ်မှာရှိတဲ့ CCTV ကင်မရာတွေကနေအစအဆုံးရိုက်ကူးမိခဲ့တာပါသဘာဝတရားရဲ့ကြောက်မက်ဖွယ်စွမ်းအားကိုဒီဗီဒီယိုတွေကသက်သေပြနေပါတယ်နောက်ဆုံးနံပါတ်3ကတော့ teleportation လို့ယူဆရတဲ့ဗီဒီယိုပါတရုတ်နိုင်ငံကလမ်းစုံတစ်ခုမှာကားတိုက်တော့မဲ့လူတစ်ယောက်ကိုတစ်စုံတစ်ယောက်ကမျက်စိတမိတ်တွင်းမှာပဲဘေးကင်းရာကိုဆွဲထုတ်သွားတာကို CCTV မှာရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်ဒါဟာအခုထိငင်းခုန်နေရဆဲပြည့်ဝက်ချက်တစ်ခုပါပဲအခုပြခဲ့တဲ့ဖြစ်ရပ်တွေထဲမှာအကိုတို့ရောဘယ်အရာကအထူးဆန်းဆုံးလို့ထင်ပါသလဲကိုယ့်ရဲ့အမြင်ကိုကိုယ့်မှတ်မှာရေးပေးခဲ့ပါဦးဒီလိုထူးဆန်းတဲ့ဖြစ်ရပ်မှန်တွေကိုနောက်ထပ်ကြည့်ချင်သေးရင်တော့ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ